Minglava, Zomi National Yoga and Ligo, and then a Yaga Gani, your RPG should never break them Yalo, Usano Consatabare, Tomorrow certain TV Gani, your Pituludu, a second Zamu, the Kuta Bam Hope, and Pituludune, do a Joshi, make Kanap Yam. Kana Bam Yazago, Josabi Tinsel Shibare, Digani Maro, Kovikala, Nanga Prepecam Yaja, Pituludua, Sine Kandan and Shibare. Najamulu, tomorrow Nine, the Sebe Spina Paisayama, Belumuni type Muyamle, Belumuri, Sata Yamle, Sureyago, Joinjinde, Siamata Ugu Kope Tavare, Minglava Siama. Okay, Minglava. Samaya Namine, Balumule, so up, Piapi Wanshin. Okay, tomorrow, Dr. Menzelian Chipare, tomorrow, Chink Chink, Gavial, you deal Chipare. Okay, as solution, Siamaka ba a 2 good who Baja the A local, no, the 2 good local Kuku Palo, 3 shake care, like Piapi Wanshin. Okay, Jamagu, Luja Sigan says I'm a Trudy Yogane, Midazu Siawonche, Lolonia Chipare, tomorrow, Soya one dam hotel to Zamolo, at Jimare, Jama Trudy Yogane, Midazu Siawonche, Lolonia Chipare. Oh, okay. As solution, we won't able to type at Twilight Dome, no? So, COVID alone, solution, P2P Daria, Jamaya, Samaruya, the Jamai, Shurong, and your Peluchini, Lao Shilale. Okay. Kovika go na town sako dizemani bono nanga along nation lo shin na town sako dizema ma sa ye myama nanga ma so shin 2020 3လပိုင်းလောက်မှာစဖြစ်တာပေါ့နော်ဆိုတော့ကိုဗစ်ကယောဂကူးစက်ခံရတဲ့သူကယောဂလက္ခဏာနည်းနည်းပဲပြတာရှိရယ်ယောဂလက္ခဏာအသင့်တင်ပြတာရှိရယ်ယောဂလက္ခဏာပြင်းပြင်းထန်ထန်ပြပြီးတော့အသက်ရှူဆက်တက်ရတဲ့အဆင့်ထိရောက်တဲ့သူတွေလည်းရှိရယ်ပြီးလို့ရှိရင်အသက်ဆုံးရှုံးတဲ့သူတွေလည်းအများကြီးရှိရဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးခံစားရတယ်ဒါပြင်ကိုဗစ်အလွန်မှာpost covid covid အလွန်နောက်ဆက်တွဲပြဿနာတွေလည်းအများကြီးရှိနေတာဖြစ်တယ်လို့ယောဂလက္ခဏာခံစားနေရတဲ့အချိန်မှာခံစားရတာတင်မကပဲနဲ့ဒီယောဂလက္ခဏာတွေအလွန်မှာဒီယောဂလက္ခဏာတွေကြံနေရမျိုးတွေရှိတတ်တယ်ပေါ့နော်အဲ့ဒါတွေကဘာဖြစ်မလဲဆိုလို့ရှိရင်အဲ့ဒီနှုံးနာတွေကြံနေတတ်တယ်ပြီးလို့ရှိရင်အနံ့မရတာအရသာမရတာတွေကြံနေတတ်တယ်ဒါအပြင်အာယုံစူးစိုက်မှုတွေကောင်းကောင်းမလုပ်နိုင်တာပြီးလို့ရှိရင်သပင်ကျွတ်တာအရေးပြားရားရံတာချောင်းဆိုးတာရှင်ဘတ်အောင်တာအဲ့ဒီလက္ခဏာလေးတွေကကြံတတ်ပါတယ်လို့ကိုဗစ်အလွန်ဘေးထွက်ဆိုးကျိုးလေးပေါ့နော်ဒါအပြင်ခန္ဓာကိုယ်ရဲ့organ ထိခိုက်တဲ့အရာတွေအနေနဲ့ဆိုလို့ရှိရင်နှလုံးကိုထိခိုက်လာတယ်ပေါ့နော်အရင်တုန်းကကိုဗစ်မခံစားခင်တော့နှလုံးကကောင်းကောင်းအလုပ်လုပ်နိုင်တယ်ဒါပေမဲ့ကိုဗစ်ခံစားပြီးတဲ့နောက်ပိုင်းမှာနှလုံးကကောင်းကောင်းမညှစ်နိုင်တာနှလုံးရဲ့အလုပ်ကောင်းကောင်းမလုပ်နိုင်တာနှလုံးပြဿနာတွေဖြစ်လာနိုင်တယ်ဒါအပြင်အဆုတ်ရဲ့ပြဿနာပေါ့နော်ကိုဗစ်ကအဆုတ်လေပြွန်ရောင်စီရဲ့အတွက်ကြောင့်မလို့လေပြွန်လေးတွေကထိခိုက်သွားတဲ့အခါမှာအသက်ကောင်းကောင်းမရှူနိုင်တော့တာအသက်ရှူရတဲ့အခါမှာပြဿနာတွေရှိလာတယ်ဖြစ်နိုင်တယ်ဒါအပြင်သွေးခဲတဲ့ပြဿနာတွေပေါ့နော်သွေးခဲမယ်သွေးကြောပြဿနာလေးဖြစ်လာနိုင်တယ်ဆိုတော့သွေးကအရင်နဲ့မတူတော့ဘဲနဲ့သွေးခဲလာတတ်ပြီးတော့နှလုံးသွေးကြောပိတ်တာပြီးလို့ရှိရင်ခန္ဓာကိုယ်မှာရှိတဲ့သွေးကြောတွေပိတ်တာဒါအပြင်အုံနောက်သွေးကြောပိတ်တာတွေဖြစ်ပြီးတော့လေဖြတ်တာတွေကစဖြစ်လာနိုင်ပါတယ်ပြီးလို့ရှိရင်သူကအုံနောက်ကိုလည်းထိခိုက်တဲ့အတွက်ကြောင့်မလို့တက်တာမျိုးတွေပြီးလို့ရှိရင်သတိမေ့လွယ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်ဒါအပြင်နောက်ဆုံးတစ်ချက်အနေနဲ့ကျမတို့ရဲ့စိတ်ခံစားမှုတွေကိုထိခိုက်လာနိုင်တယ်ပေါ့နော်ဘယ်လိုဖြစ်လာမလဲဆိုရင်စိတ်တက်ကြမယ်စိတ်ပူပန်မယ်ပြီးလို့ရှိရင်အကြောင်းရင်းမသိဘဲနဲ့နှုံးနေမယ်ပေါ့နော်ဆိုတော့ကိုဗစ်နောက်ဆက်တွဲဒါတွေလည်းဖြစ်လာနိုင်ပါတယ်လို့ဟုတ်ကဲ့ကျွန်မပတ်ဝန်းကျင်မှာတွေ့ဖူးတယ်ပေါ့နော်ဒီကိုဗစ်ရပြီးရဲ့နောက်ပိုင်းမှာဝက်ချန်ဒီအသားရည်ပြောင်းလဲသွားတာအရည်ပြားတွေ6တွေ့သွားတာတို့ဘာလို့ဆိုတော့အဲ့လိုမျိုးတွေကဘယ်လိုမျိုးကျန်းမာအောင်ဘယ်လိုမျိုးပြန်ပြီးတော့အာဟာရပြန်လဲပြီးပြည့်မီအောင်ဘယ်လိုမျိုးနေသင်းနေထိုင်သင့်တယ်လဲလက်တွေ့မှာဘယ်လိုမျိုးတွေစားပြီးတော့ဘယ်လိုမျိုးတွေနေထိုင်ရမလဲဟုတ်ကဲ့ခုနကကျွန်မရှင်းပြသွားတယ်မှာကိုဗစ်အလွန်နောက်ဆက်တွဲပြဿနာတွေမှာအရင်မကြီးမားတဲ့ပြဿနာတွေရှိတယ်ကြီးမားတဲ့ပြဿနာတွေရှိရပေါ့နော်အဲ့လိုနှစ်ပိုင်းခွဲလို့ရတယ်ကိုယ့်ဘက်ကလုပ်လို့ရနိုင်တဲ့အရာတွေကြတော့ခုနကကျွန်မပြောလို့ခန္ဓာကိုယ်တွေနာကျင်ကြိုက်ခဲတာမျိုးဒီလိုမျိုးနှုံးတာတွေကြတော့တတ်တာအောင်အရင်နဲ့မတူတော့ဘဲနဲ့ကိုယ့်ရဲ့ကျန်းမာရေးကိုအဓိကပြုဆိုင်မယ်အရေးဝါအိတ်မယ်ကျန်းမာရေးနဲ့သင့်တော်တဲ့အစားအစာတွေလက်ဆက်တဲ့အစားအစာတွေစားမယ်ရေကိုပုံမှန်တောက်မယ်အဲ့လိုမျိုးလုပ်ခြင်းအပြင်ဘယ်လိုခေါ်မလဲယောဂလက္ခဏာမပြင်းတဲ့အရာတွေကိုတတ်တာအောင်လုပ်နိုင်တယ်ဒါပေမဲ့ခုနပြောတဲ့ယောဂလက္ခဏာပြင်းတဲ့အရာတွေပေါ့နော်နှလုံးနဲ့ပတ်သက်တဲ့ပြဿနာအဆုတ်နဲ့ပတ်သက်တဲ့ပြဿနာသွေးကြောနဲ့ပတ်သက်တဲ့ပြဿနာအုံနောက်နဲ့ပတ်သက်တဲ့ပြဿနာတွေကြတော့ post covid clinic ဆိုတာရှိရပေါ့နော်ကိုဗစ်အလွန်လက္ခဏာတွေကိုတတ်တာအောင်လုပ်ပေးတဲ့ဆေးကန်းလေးတွေပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့ဒီနေရာမှာတိုင်ပင်ပြီးတော့ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့တိုင်ပင်ပြီးတော့ပြသတင်ပါတယ်လို့ဒီလိုလုံးမှတတ်တာနိုင်မှာပါလို့ဟုတ်ကဲ့
ဟုတ်ကဲ့လက်ရှိကျမတို့ American နိုင်ငံမှာဆိုလို့ရှိရင်ပေါ့နော်ဒီကျမဝန်ထမ်းပထမတန်းမှာ front line မှာရှိရတူတွေလည်းထိုးပွားပြီးအသက်ကြီးပိုင်းတွေလည်းထိုးပွားအခုဆိုလို့ရှိရင်ဒီသူတို့အမှတ်စဉ်ရတဲ့ထဲမှာတော်တော်များများထိုးပွားရပေါ့နော်ဆိုတော့အဲ့လိုထိုးတဲ့အခါအထူးသဖြင့်မြန်မာတိုင်းသားတွေမှာတွေ့ရတာကဒီ COVID ထိုးတဲ့အခါမှာဆေးအချိန်ကြောင့်ကိုပူတာတို့ချမ်းစိမ့်ဖြစ်တာတို့ကိုကြောက်ကြတယ်ပြောရှင်ဆေးကတစ်ခါနဲ့လည်းမပြီးဘူးနှစ်ခါဆိုတော့အားကြောင့်မလို့ကြောက်ပြီးတော့မထိုးရတဲ့လူလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီဆေးရဲ့အကျိုးသက်ရောက်မှုကဘယ်လိုရှိလဲပြီးတော့ဒီဆေးကိုထိုးကြဘယ်လိုကောင်းကျိုးတွေရှိလဲအဲ့လိုကောင်းကျိုးနဲ့ဆိုးကျိုးနဲ့ကိုလည်းပြောပြပေးလို့ရမလားရှင်ဟုတ်ကဲ့ရှင်ဒီ COVID က pandemic ပေါ့နော်sorryဒီကိုဗစ်ကနိုင်ငံတကာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးတော့ကူးစက်လည်းအရန်မြန်တယ်ပြီးလို့ရှိရင်အရန်ပြင်းတဲ့လက္ခဏာတွေခံစားရတဲ့အတွက်ကြောင့်မလို့ကာကွယ်ဆေးရတယ်ဆိုတာအရန်ဝမ်းသာစရာသတင်းတစ်ခုဖြစ်ပါတယ်လို့ဒါပြင်ကာကွယ်ဆေးဆိုတာမျိုးကဒီတိုင်းစမ်းသပ်ပြီးဒီတိုင်းချက်ချင်းအဲ့လိုထုတ်လို့မရဘူးစမ်းသပ်မှုတွေမြောက်များစွာလုပ်ပြီးတော့မှဒီဆေးကိုအသုံးပြုဖို့ရန်အတွက်စိတ်ချရတယ်ဒီဆေးကတကယ်လည်း effective ဖြစ်တယ်ဆိုပြီးတော့ထောက်ခံချက်တွေရပြီးတော့မှကာကွယ်ဆေးဆိုတာထုတ်ခွင့်ရတာဖြစ်ပါတယ်လို့ဒါကြောင့်မလို့ကာကွယ်ဆေးရပြီဆိုလို့ရှိရင်ခုံယူဝမ်းသာစွာနဲ့ထိုးသင့်ပါတယ်လို့ပြီးတော့ဒီယောဂါကလည်းကာကွယ်ဆေးထိုးခြင်းအဖြစ်အများကြီးကာကွယ်ပေးတယ်ကိုယ်ကိုလည်းကာကွယ်ပေးတယ်ကိုချစ်တဲ့ကိုအနီးနားလူတွေကိုလည်းကာကွယ်ပေးတယ်နောက်ဆက်တွဲပြဿနာတွေမြောက်များစွာကိုကာကွယ်ပေးရတဲ့အတွက်ကြောင့်မလို့ကာကွယ်ဆေးထိုးသင့်ပါတယ်လို့ပြီးလို့ရှိရင်ကာကွယ်ဆေးကာကွယ်ဆေးမျိုးရှိရပေါ့နော် two shot နှစ်ကြိမ်ထိုးရတဲ့ကာကွယ်ဆေးရှိရတစ်ကြိမ်ထိုးရတဲ့ကာကွယ်ဆေးရှိရနှစ်ကြိမ်ထိုးရတဲ့ကာကွယ်ဆေးရလည်းပထမတစ်ကြိမ်ထိုးရုံနဲ့100%အထိ100%အပြည့်အထိမကာကွယ်ပေးနိုင်သေးတဲ့အတွက်ကြောင့်မလို့နှစ်ကြိမ်အပြည့်ဝထိုးသင့်ပါတယ်လို့ပြီးလို့ရှိရင်အပြည့်ဝထိုးပြီးရင်တော့မှသူက two shot လုံးထိုးပြီးရင်တော့မှထိုးပြီးနောက်2ပတ်လောက်ကြာမှ100%အပြည့်ဝကာကွယ်နိုင်တယ်လို့သူတေသနာတွေကအများကြီးလုပ်ထားတယ်ပေါ့နော်ဒါကြောင့်မလို့ကာကွယ်ဆေးကိုအပြည့်ဝထိုးသင့်ပါတယ်ပြီးတော့နောက်တစ်ခုဆေးတိုင်းမှာဘေးထွက်ဆိုးကျိုးဆိုတာရှိတယ်ကိုဗစ်ကာကွယ်ဆေးပဲမဟုတ်ဘူးတခြားကာကွယ်ဆေးတွေမှာလည်းဆေးရဲ့ဘေးထွက်ဆိုးကျိုးဆိုတာရှိတယ်ဥပမာချမ်းတုံမယ်နာကျင်ကန်ခဲမယ်ထိုးတဲ့နေရာမှာနာမယ်ရောင်မယ်ဖြားမယ်ဒီຢာတွေကဖြစ်ထားရှိရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်ပါတယ်လို့ပြီးလို့ရှိရင်လူအားလုံးထိုးရင်အားလုံးမှာဖြစ်တာလည်းမဟုတ်ဘူးဖြစ်တဲ့သူတွေရှိပေမဲ့လည်းရခိုင်နှုန်းနဲပါတယ်လို့ပြီးလို့ရှိရင်ဒီຢာတွေဖြစ်ရင်လည်းပြဿနာမရှိဘူး over the counter မှာရတဲ့ဆေးလေးတောက်ပြီးတော့ပဲသက်သာအောင်လုပ်လို့ရတယ်အနားယူလို့ရှိရင်ဒီຢာတွေကသက်သာပြောက်ကင်းသွားတာဖြစ်ပါတယ်လို့ပြီးတော့ဒီဘေးထွက်ဆိုးကျိုးဆိုတာကျမတို့ရလာမဲ့ကောင်းကျိုးနဲ့ရှင်လို့ရှိရင်အများကြီးနဲတယ်အရန်ကိုနဲတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျမတို့ထိုးသင့်တာဖြစ်တယ်လို့ကျမတိုက်တွန်းပြရစီထိုးသင့်ပါတယ်လို့အားလုံးဟုတ်ကဲ့ဒီစီစဉ်ကိုကြည့်ရှုနေတဲ့ပရိသတ်များအားလုံးလည်းအကယ်၍ထိုးဖို့ကြောက်နေရဆိုလို့ရှိရင်လည်းမကြောက်ဘဲနဲ့ပေါ့နော်ဟိုရလာတဲ့ကောင်းကျိုးကဆိုးကျိုးထက်ပိုပြီးများပါတယ်လို့အားကြောင့်ထိုးဖို့အတွက်ကျမအနေနဲ့ထပ်မံပြီးတော့နှိုးဆော်တိုက်တွန်းပေးခင်ပါတယ်အခုဆက်ပြီးတော့ပေါ့နော်အခုဆိုလို့ရှိရင်ဒီနိုင်ငံရေးပြိပက္ခတွေဖြစ်နေတယ်ပေါ့နော်ပြီးခဲ့ February လကလေးကနေစပြီးတော့နိုင်ငံရေးပြိပက္ခတွေဖြစ်တဲ့အခါမှာဒီပြည်သူလူထုကနေ့မှလည်းပင်ပန်းတယ်ညမှာလည်းအခြေအနေမျိုးကြောင့်မအေးရဘူးဆိုတော့ကျမကြီးကတော့ထိခိုက်မှာတော့လုံးဝအသေးချပဲပေါ့နော်ဆိုတော့ဒီကာလအလုံးမှာဘယ်လိုမျိုးကျမကြီးပြဿနာတွေစိတ်ပိုင်းဆိုင်ရာနဲ့ခန္ဓာပိုင်းဆိုင်ရာပြဿနာတွေဖြစ်ပေါ်လာနိုင်တယ်လေဆရာမတို့စေးပညာရှုထောင့်ကနေသိလို့ဆိုလို့ရှိရင်ဟုတ်ကဲ့ရှင်အခုချိန်မှာကျမတို့မြန်မာနိုင်ငံမှာအရန်ရေးကြီးရဲ့နိုင်ငံရေးပြဿနာဖြစ်နေတဲ့အချိန်မှာလူလဲပင်ပန်းတယ်စိတ်လဲပင်ပန်းတယ်စိတ်ချမ်းသာတဲ့သူတယောက်မှမရှိဘူးပေါ့နော်ကောင်းကောင်းမအေးရတာတယ်ပြီးလို့ရှိရင်ညရေဆိုလဲမလုံခြုံအခုဆိုရင်ညပဲမဟုတ်ဘူးနေရောညရောမလုံခြုံဖြစ်တယ်စာဝန်ရေးပြဿနာတစ်မျိုးအလုပ်ပြဿနာတစ်မျိုးစိတ်ဖိစီးမှုပြဿနာတစ်မျိုးများစွာခံစားရတဲ့အချိန်မှာဘယ်လိုဖြစ်လာလဲဆိုလို့ရှိရင်လူကခန္ဓာပိုင်းဆိုင်ရာမှာအားနေလာတယ်လူအားတော်တော်များများပေါ့နော်ပြီးလို့ရှိရင်အဓိကထိခိုက်တာတော့စိတ်ပိုင်းဆိုင်ရာအများကြီးထိခိုက်ကြရပေါ့နော်ကိုစိတ်မလုံးမခြုံဖြစ်မယ်ပြီးလို့ရှိရင်စိတ်တက်ကြမယ်ဝမ်းနည်းမယ်စိတ်တိုးမယ်ကိုအားမလို့အားများဖြစ်မယ်စိတ်ဖိစီးမှုအများကြီးရကြတယ်ပေါ့နော်စိတ်ခံစားချက်မြောက်များစွာကတဏှာအတွင်းမှာအမျိုးမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အခုချိန်မှာထိခိုက်တာတွေများတဲ့အခါမှာလူတိုင်းကစိတ်ကထိခိုက်လွယ်ကြတယ်ပေါ့နော်ဆက်ဆက်ထိမခံလို့မျိုးဖြစ်လာတတ်ကြတယ်ပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးဖြစ်လာကြပါတယ်လို့ဟုတ်ကဲ့အဲ့ဆိုလို့အခုပေါ်လာတဲ့အရာတွေကိုအခုဆိုလို့ရှိရင်ဒီ social media ရဲ့စမကြည့်ပါနဲ့လို့လဲတားလို့မရအောင်မိမိကိုယ်တိုင်မှာစာရေး screen time တွေကအရင်ကထက်ဆိုရှင်2ဆ3ဆလောက်တိုးနေရပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေတဲမှာဒီလိုမျိုးတားလို့မရတဲ့အခြေအနေဒီစိတ်ပူနေရတဲ့အခြေအနေကြားထဲမှာဘယ်လိုမျိုးကြမ်းမအောင်နေထိုင်ပြုမှုပြီးတော့စားတော့ရမလဲလက်တွေ့ကြတဲ့နည်းလမ်းလေးလည်းပြောပြပေးပါဦးရှင်ဟုတ်ကဲ့ရှင်ဒီလိုမျိုးဆန္ဒပြနေတဲ့အတော်အတွင်းမှာဒီလိုမျိုးနိုင်ငံရေးဖြစ်နေတဲ့အချိန်တော်အတွင်းမှာကျမတို့ခံစားရတဲ့ခန္ဓာပြဿနာစိတ်ပြဿနာတွေရောတတ်တာအောင်သူတေသနာများစွာလှုပ်ထားတဲ့အချက်တွေတည်းကကျမအနေငယ်လေးပြောပြပေးချင်ပါတယ်လို့ပထမဆုံးတစ်ချက်ကတော့ကိုယ်ခန္ဓာကိုယ်ကို
နားထောင်ဖို့အချိန်ပေးလိုက်ပါလို့ကိုခန္ဓာကိုယ်ကအေးပြက်နေလားအဲ့ဆိုလို့ရှိရင်လုံးဝအခန်းမှောင်ထဲမှာမီဒီယာတွေနဲ့အဝေးမှာခဏရက်ပြီးခဏနာပြီးတော့မီဒီယာတွေခဏနာပြီးတော့အေးဝါအိတ်ဆက်တဲ့နဲ့ပြီးလို့ရှိရင်ကိုကျမ်းမအောင်ကောင်းကောင်းမွန်မွန်စားတောက်တဲ့နဲ့ကျမ်းမိုင်နဲ့တင်တော်တဲ့အစားအစာတွေလက်ဆက်တဲ့အစားအစာတွေအစင်းနဲ့အစားအစာတွေမစားဘဲနဲ့လိုမျိုးတွေစားသုံးတင်ပါတယ်လို့ဘာလို့ကိုခန္ဓာကိုနားထောင်မှုအချိန်ပေးတင်လဲဆိုလို့ရှိရင်ဒီလောက်တောင်ပြဿနာဖြစ်နေတာဒီလိုမျိုးအိတ်နိုင်သေးလားလိုမျိုးစားနိုင်သေးလားအဲ့လိုမဟုတ်ဘဲနဲ့ကျမတို့ကတော်လှန်ရမှာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ဒီတောတွင်းမှာခံနိုင်ရှိဖို့အတွက်ကျမတို့အရင်ဆုံးပြုဆိုင်ဖို့လိုပါတယ်လို့ဒါကြောင့်မလို့အေးဝါအိတ်မယ်အစားအစာကိုအချိန်မှန်မှန်စားမယ်အစင်းနဲ့အစားအစာတွေပဲမစားဘဲနဲ့လက်ဆက်တဲ့အစားအစာတွေစားမယ်ပြီးလို့ရှိရင်အနည်းငယ်အချိန်လေးပေးပြီးတော့လေ့ကျင့်ခန်းလေးလုပ်မယ်ဒီလိုလုပ်ခြင်းအဖြစ်ပြီးလို့ရှိရင်နောက်တစ်ခုကရေကိုပုံမှန်တောက်မယ်တောက်ခြင်းအဖြစ်ခန္ဓာကိုယ်ကျန်းမအောင်အချိန်ပေးတင်ပါတယ်လို့ဒါ့အပြင်ကျမတို့ရဲ့စိတ်ကိုနားထောင်ရပါမယ်လို့ကျမတို့ရဲ့စိတ်ကအခုချိန်မှာသတင်းကောင်းတွေကြားလို့ဝမ်းသာမယ်ခဏနေကြတော့သတင်းဆိုးတွေကြားတဲ့အတွက်ကြောင့်မလို့ဝမ်းနေမယ်ပြီးလို့ရှိရင်စိတ်တိုးမယ်ဒေါသထွက်မယ်အားမလို့အားမရဖြစ်မယ်ငါဒီထက်ပိုကောင်းတဲ့စကားလုံးရှိလို့ရှိရင်ငါပြောပြချင်တယ်ငါဒီထက်ပိုလုပ်နိုင်လို့ရှိရင်လုပ်ချင်တယ်ဆိုပြီးတော့ကိုယ့်ကိုအားမလို့အားမရတယ်အများကြီးဖြစ်လာနိုင်တယ်ပေါ့နော်ဒီຢာရဲ့တက်တာအောင်ကိုယ့်ရဲ့စိတ်ကအခုဘယ်လိုခံစားနေရလဲအဲ့ဒါတွေကိုလက်ခံနိုင်အောင်ကြိုးစားပါလို့ဒီစိတ်ခံစားမှုကိုမတွေးဖယ်ပဲနဲ့ခဏလေးချိန်ပေးပြီးတော့ငါအခုဘာဖြစ်နေလဲကိုဖြစ်နေတဲ့စိတ်ခံစားချက်ကိုလက်ခံနိုင်အောင်ကြိုးစားတင်ပါတယ်လို့ဒါအပြင်ဒီခံစားနေတဲ့အရာတွေကိုတက်တာအောင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်အခုချိန်မှာစိတ်ဆိုးနေရဆိုလို့ရှိရင်လည်းကိုစိတ်ဆိုးတဲ့အကြောင်း journaling ပေါ့နော်ချရေးမယ်ငါဒီအရာကိုဒီလိုကိစ္စဖြစ်တဲ့ကြောင့်မို့ဒါကိုစိတ်တိုးနေတယ်ငါဒါကိုဘယ်လိုလုပ်ချင်တဲ့အရာတွေကိုခံစားရအောင်ချရေးမယ်ဒါအပြင်ကိုကပကြီးစရာဖြစ်နေဖို့မလိုဘူးကိုခံစားရတဲ့အရာတွေကိုပကြီးအနေနဲ့ဆွဲရေးလိုက်မယ်ဒါအပြင်ကိုကသချင်းရေးစရာသချင်းအဆူတော်ဖြစ်စရာမလိုပဲနဲ့သချင်းတွေချရေးလိုက်မယ်ကိုခံစားရတဲ့အချက်တွေကိုပေါ့နော်စကားလုံးတွေကိုချရေးလိုက်မယ်ပြီးလို့ရှိရင်သချင်းတွေဆိုပလိုက်မယ်ပြီးလို့ရှိရင်အကဆရာမလည်းမဟုတ်ပေမဲ့လည်းအကတွေထွင်ပြီးတော့ကလိုက်မယ်ဒီလိုလုပ်ချင်အပြင်ကိုယ့်ရဲ့ခံစားချက်တွေကိုအချိန်ပေးဖို့လိုပါတယ်လို့ဒါပြင်ကိုခံစားချက်တွေကိုကိုတယောက်တည်းခံစားနေဖို့မဟုတ်ပဲနဲ့ကိုချစ်ခင်ရတဲ့ကိုယုံကြည်ရတဲ့မိဘညီကိုမောင်နှမတွေကိုချစ်ခင်ရတဲ့တငယ်ချင်းတွေနော်မိတ်ဆွေညီကိုမောင်နှမတွေကိုတွားပြီးရင်ဖွင့်လို့ရပါတယ်လို့ငါအခုဒီအရာကိုမကျင်တတ်ဘူးဒါကိုလိုလုပ်ချင်တယ်ဒါကိုဒီလိုဖြစ်ချင်တယ်ဘယ်နေရာမှာဘယ်လိုလှူချင်တယ်ဆိုပြီးတော့ကိုခံစားချက်လေးတွေကိုတငယ်ချင်းတွေချစ်သူခင်သူတွေကိုမျှဝေမယ်ဒါပြင်သူတို့ခံစားတဲ့အချက်လေးကိုလည်းကျွန်မတို့နားထောင်ပေးသင့်ပါတယ်လို့နားထောင်ခြင်းအပြင်အချင်းချင်းရင်ဖွင့်ခြင်းအပြင်ကျွန်တော်တို့ရဲ့စိတ်သက်သာအောင်ရအောင်ကျွန်တော်တို့လုပ်လို့ရပါတယ်လို့ဒါကတော့ကိုခံစားတဲ့အရာကိုအချိန်ပေးရပါတော့နောက်တစ်ခုကကြတော့အခုချိန်မှာလူတိုင်းကဆန္ဒမျိုးမျိုးပြနေကြရပေါ့နော်အရှိထွက်ပြီးဆန္ဒပြနေကြတဲ့သူတွေရှိတယ်အရှိထွက်ပြီးစိတ်ကူနေရတဲ့သူတွေရှိတယ်ပြီးလို့ရှိရင်အပြင်ဘက်မှာသူများမသိပင်မဲ့လည်းလှူဒန်းနေတဲ့အလှူမြောက်များစွာရှိပါတယ်လို့နိုင်ငံခြားတော်၎င်းမြန်မာနိုင်ငံအတွင်းကစီးပွားရေးသမားတွေတော်၎င်းစီးပွားရေးမရှိရင်တောင်မှကိုယ့်ရဲ့ရှိတရားလေးကိုကိုယ့်ရဲ့အိမ်နီးနားချင်းတွေကိုယ့်ရဲ့ညီကိုမောင်နှမတွေကိုပေးကမ်းနေတဲ့လှူဒန်းနေတဲ့လူတွေမြောက်များစွာရှိပါတယ်လို့ဒါကြောင့်မလို့ဒီလူကဒီလိုမလုပ်ဘူးငါလိုမျိုးလဲရှင်းထွက်ဘူးငါလိုမျိုးလဲဒီလိုမျိုးkeyboard fighter မလုပ်ဘူးဒီလိုမတင်ဘူးဆိုပြီးတော့ကျမတို့အဲ့လိုမျိုးတွေအားနေချက်တွေကိုလိုက်ကြည့်နေခြင်းမလုပ်ပဲနေပေါ့နော်ဒီချိန်မှာအားလုံးရဲ့ရည်ရွယ်ချက်ကတစ်ခုလည်းဖြစ်တယ်ကျမတို့မြန်မာနိုင်ငံကြီးလုံးများဖို့အတွက်အားလုံးကဒီရည်ရွယ်ချက်တစ်ခုလည်းကိုပဲလုပ်နေကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့အဲ့ဒီဆန္ဒပြတဲ့နီလန်မျိုးစုံကိုလည်းလေးစားပေးတင်ပါတယ်လို့အဲ့လိုလေးပြောချင်ပါတယ်လို့ဒါဒီလိုလေးစားပေးခြင်းအဖြစ်ကျမတို့ရဲ့စိတ်ဖိစီးမှုကိုလည်းသက်သာစေနိုင်ပါတယ်လို့ဒါပြင်ကျမတို့နောက်တစ်ချက်ကတော့ကျမတို့စိတ်ဖိစီးမှုတွေကိုမေ့မယ်ပေါ့နော်ကျွန်တော်တို့ခံစားရတဲ့အရာတွေကိုမေ့လို့ရအောင်ဘယ်လိုလုပ်မလဲဆိုလို့ရှင်အခု social media ဆိုတာကောင်းတဲ့သတင်းမှန်တဲ့သတင်းမမှန်တဲ့သတင်းတွေကအစုံလာနေရပါတော့အဲ့အတွက်ကြောင့်မို့သတင်းတွေအစုံအပြုံကိုကျွန်တော်တို့ကောင်းတဲ့ထဲခါမှာကျွန်တော်တို့မခံနိုင်တော့ဘူးဆိုတော့အဲ့အတွက်ကြောင့်မို့ကျွန်တော်တို့သတင်းကြည့်ရလဲ short တက်ပါတယ်လို့အများအား inform ဖြစ်နေရဆိုတာကောင်းတယ်ဒါပေမဲ့သတင်းချက်လက်များတဲ့အခါမှာမခံနိုင်တဲ့အတွက်ကြောင့်မလို့သတင်းကြည့်ရဲ့အချိန်တွေကိုလည်း short တင်တယ်ပြီးလို့ရှိရင်စိတ်ချတဲ့ page စိတ်ချတဲ့သူတင်တာကိုပဲကျွန်တော်တို့ကြည့်တင်ပါတယ်လို့အဲ့လိုလုပ်ခြင်းအပြင်ကျွန်တော်တို့ရဲ့စိတ်ဖိစီးမှုတက်တာအောင်လုပ်လို့ရနိုင်ပါတယ်လို့နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့အသက်ရှူလေးစဉ်ကလုပ်ခြင်းအပြင်ကျွန်တော်တို့ရဲ့အုံနောက်အဖွဲ့အစည်းကိုခဏတာညီတက်အောင်လုပ်လို့ရပါတယ်လို့အသက်ရှူသွင်းမယ်ကောက်ညီပြီးတော့ 4 ကောက်ညီပြီးရှူသွင်းမယ်ပြီးလို့ရှိရင် 4 ကောက်ညီပြီးရှူအောင်ထားမယ်ပြီးလို့ရှိရင် 4 ကောက်ညီပြီးတော့ပြန်ရှူထုတ်မယ်ပေါ့နော်ဒီလိုလုပ်ခြင်းအပြင်ခဏတာကျွန်တော်တို့စိတ်သက်သာအောင်ရအောင်လုပ်နိုင်ပါတယ်လို့ဒီရရဲ့လုပ်ခြင်းအဖြစ်ကျွန်တော်တို့ရဲ့စိတ်ဖိစီးမှုတွေလုံးဝမပြောက်ကင်းနိုင်ပါဘူးမှန်ပါတယ်ဒါပေမဲ့ခဏတာသက်သာအောင်တော့အကူအညီပေးနိုင်တယ်လို့ပြောချင်ပါတယ်လို့ဟုတ်ကဲ့အင်မတန်ရှိတဲ့လက်တွေ့ကျတဲ့ tip လေးတွေဖြစ်တယ်ပေါ့နော်အခုဆိုလို့ရှိရင်အသက်ရှူသွင်းတယ်ရှူထုတ်တယ်ပြောရှိဒီချိန်မှာကစိတ်ဓာတ်ကအသက်ကြမြန်နေဆိုရှင်လည်းဒါကကိုယ်စိတ်ပိုင်းဆိုင်ရာ depress ဖြစ်ဟိုဘယ်လိုလဲကျန်းမာရေးပြဿနာရှိလို့မဟုတ်ဘဲနဲ့ပေါ့နော်ဒါကအခြေအနေကြောင့်ဖြစ်တဲ့အရာဆိုလက်ခံရမယ့်အရာပြောရှင်ကိုယ်မှာခံစားချက်ရှိတယ်ဆိုလို့ရှင်လည်းဟိုကိုယ်နဲ့အနီးဆက်ဆုံးမိသားစုတွေတငယ်ချင်းတွေမိတ်ဆွေတွေကိုယင်ဖွင့်လို့ရတယ်ဆိုတဲ့အရာကအင်မတန်မှလက်တွေ့ကျတဲ့နီလန်းတွေဖြစ်တယ်ပေါ့နော်အရန်ပဲကျေးဇူးတင်တယ်အဲ့လိုမျိုးပေါ့နော်အခုကာလမှာ
Jama on Sonaga Biolu, who Piao on no Malone, Tata on no Jodo on no Lone, so Alu, the piece Asa Haradi in the say by price a blue same murio, Tautone solution Pubio, Luga, oh, the church on a Lansas and Pimlet. Okay. ဖြစ်စွက်ဆိုင်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ခုခံမှုကောင်းအောင်နေရမှာပေါ့နော်အခုချိန်မှာအေးပြတ်တာတကြောင်စိတ်မပါတာတကြောင်စိတ်ဖိစီးမှုကလည်းအမျိုးမျိုးဖြစ်တယ်ခန္ဓာကိုယ်ကလည်းအမျိုးမျိုးအားနည်းနေတဲ့အခါမှာခုခံမှုအားကောင်းအောင်ဗီတာမင် C ပါတဲ့အသီးနှံတွေများများစားတဲ့နဲ့ဆေးနဲ့ဆိုလို့ရှိရင်တော့ဗီတာမင် C ကိုကျမတို့လူကြီးဆိုလို့ရှိရင်900 mg လောက်ပေါ့နော်ကိုယ့်ရဲ့ကိုမှာရှိတဲ့ယောဂအခန်းပေါ်မှာမူတည်ပြီးတော့သို့မဟုတ်ကျန်းမာရဲဆိုလို့ရှိရင်ကိုကျန်းမာရဲလျောက်ကိုရဲ့အသက်အရွယ်လျောက်ဆရာဝန်နဲ့မေးမြန်းတိုင်ပင်ပြီးတော့ဗီတာမင် C ကိုသုံးစွဲလို့ရပါတယ်လို့တခြားယောဂလည်းမရှိဘူးဆိုလို့ရှိရင်ပုံမှန် average လူဆိုလို့ရှိရင်တော့900 mg တစ်နေ့တစ်လုံးတောက်လို့ရပါတယ်လို့ဟောအဲ့လိုတောက်ခြင်းအပြင်ကိုရဲ့ဘယ်လိုခေါ်မလဲစိတ်ဖိစီးမှုတက်တာတွေဘယ်လိုခေါ်မလဲ sorry ကိုရဲ့ခုခံမှုကောင်းအောင်ကိုလန်းဆန်းတက်ကြွနေအောင်ကူညီပေးလို့ရတယ်နောက်တစ်ခုကကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုအားလုံးသိကြရပေါ့နော်ဆေးကြော်ညာတော့မဟုတ်ပါဘူးဆိုတော့ anniversary တောက်ခြင်းအပြင်ကိုစိတ်ဖိစီးမှုတက်တာမဲ့စိတ်ကိုလန်းဆန်းလေးဖြစ်စေပါတယ်လို့ဒီလိုတောက်ခြင်းအဖြစ်ကိုလန်းဆန်းတက်ကြွနေအောင်ကူညီပေးလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ဒီစီနေတဲ့သူများနေနဲ့လေအကယ်၍ဒီဆန္ဒပြနေတဲ့ချိန်မှာဆန္ဒဖော်ထုတ်နေတဲ့ချိန်မှာမြန်မာပြည်မှာရှိနေပြီးတော့ဟိုလူတန်းဖို့ရန်အတွက်ဆိုလို့ရှိရင်ဈေးအလူကလည်းတကယ်မှမြတ်တဲ့အလူပေါ့နော် innovation တို့လူ vitamin C တို့လူလက်တွေ့ကျတဲ့အရာတွေလူတန်းပေးနိုင်တယ်ဆိုတဲ့အရာလည်းတခါတည်းအသိပညာပေးချင်ပါတယ်လို့နောက်တစ်ခုအနေနဲ့ပေါ့နော်ဆီယမအနေနဲ့အခုဆိုလို့ရှိရင်ဒီပြည်တွင်းပြည်ပမှာဟိုဒီဆန္ဒဖော်ထုတ်ခြင်းအပြင်ဒီပရောက်နေတဲ့သူကလည်းမိမိနဲ့သက်ဆိုင်တဲ့တိုင်ယုံဒီမိမိတို့နဲ့သက်ဆိုင်တဲ့ဌာနအသီးသီးတွေမှာဟိုနိုင်ငံတကာ attention ရအောင်နိုင်ငံတကာမီဒီယာတွေမှာပါအောင်စူးစမ်းနေကြတဲ့အရာပေါ်မှာအောင်ဆီယမအနေနဲ့ဘယ်လိုမြင်တယ်လဲဘယ်လိုမျိုးထိရောက်တယ်လို့ကောမြင်သလားအခုမြန်မာနိုင်ငံအတွင်းမှာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကနီလန်းမျိုးမျိုးနဲ့ဆန္ဒပြနေတယ်လို့မျိုးနိုင်ငံရဲ့ခြားတတိမှာရောက်တဲ့သူတွေကလည်းသူတို့ရဲ့တက်နိုင်တဲ့ခန္ဓာကနေဆန္ဒတွေပြတာတွေ့ရတယ်ပြီးလို့ရှိရင်ဝန်ထမ်းတွေကလည်း CDM လောက်တာတွေတွေ့ရတယ်ဒါအပြင်အခုမြန်မာနိုင်ငံမှာအသက်ပေးသွားတဲ့အာဇာနည်တွေအတွက်လည်းလှူဒန်းတာတွေကျွန်တော်တို့အမြောက်အများတွေ့ရတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြီးတွေ့ရတဲ့အခါမှာကျွန်တော်တို့အရန်ဝမ်းသာပီတိဖြစ်မိပါတယ်လို့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေပဲဖြစ်တယ်ဒီမှာမရောက်ပေမဲ့လည်းကိုယ့်နိုင်ငံအတွက်သူတို့တက်နိုင်တဲ့ခန္ဓာကနေပေးဆက်နေတာတွေ့ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အရန်ထိရောက်တယ်လို့လည်းပြောချင်တယ်အရန်လည်းဝမ်းသာပီတိဖြစ်မိပါတယ်လို့မြင်မြန်အောင်မြင်မယ်ဆိုတာလည်းပို့ပြီးတော့ယုံကြည်ချက်ပို့ပြီးတော့ခိုင်မာစွာရရှိစေပါတယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့ဒါတော့ဆရာမရဲ့ major နဲ့ဆိုင်မဆိုင်ဘူးပေါ့နော်ဒါပေမဲ့ကျမတို့ဒီကနေပြီးတော့ဟို protest လုပ်ပေးတဲ့ခါမှာဘယ်လိုမျိုးအချက်လေးတွေနဲ့ဘယ်လိုမျိုးဟိုအရာလေးတွေပါတယ်ဆိုရှင်ဒီကျမတို့မြန်မာနိုင်ငံအတွက်ပေါ့နော်ပို့ပြီးထိရောက်မယ်လို့ဆရာမအနေနဲ့ထင်တယ်လေဆရာမရဲ့ထင်မြင်ချက်လေးကိုသုံးသပ်မှုလေးပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ကျမအမြင်ပေါ့နော်ကျမတအူတဲ့အမြင်ကပြောရမယ်ဆိုလို့ရှင်တော့အများကြီးထိရောက်ပါတယ်လို့အခုတို့ဆန္ဒပြနေရတယ်လည်းကျွန်တော်တွေ့ရတယ်ဆန္ဒပြနေတဲ့ဗီဒီယိုမျိုးစုံတွေ့ရတယ်လူဒန်းတာမျိုးစုံလည်းတွေ့ရတယ် CDM မဝင်တဲ့သူတွေကိုလည်းအမျိုးမျိုးတွားပြီးရုံးရှိတွားပြီးအမျိုးမျိုးဆန္ဒပြရတွေ့ရတယ်ပေါ့နော်ဆိုတော့ကျမအမြင်နဲ့ပြောရရင်အများကြီးထိရောက်ပါတယ်လို့ဟုတ်ကဲ့အခုဆိုလို့ရှိရင်ပေါ့နော်ဆီယမကဟိုဆီယမစီမှာလာပြီးတော့ဆက်သွယ်နေတဲ့လူဆီယမကိုတီးတဲ့လူပုဂ္ဂိုလ်ချင်းရင်းနှီးရေးဖြစ်စေစေခမ်းမှာလာပြဖူးတွေဖြစ်စေပေါ့နော်လူတွေအနေနဲ့ဟိုဆက်သွယ်တာတော့ရှိမှာပဲလေပေါ့နော်ဒီကာလမှာဘယ်လိုမျိုးယောဂတွေဖြစ်များပြီးတော့ဘယ်လိုမျိုးတွေအဓိကထားပြီးကုပေးနေရလဲဆရာဟုတ်ကဲ့ဒီကာလမှာတော့အဓိကနာတာရှည်ယောဂရှိရတွေပေါ့နော်ကျွန်မစေကန်တဲ့အချိန်ပိုင်းရသလောက်ပေါ့နော်ညနေရလောက်ဖွင့်တဲ့အတွက်ကြောင့်မလို့ယောဂအခန့်ရှိရတဲ့တော်တော်များတော့ကုပေးနေရတယ်ပေါ့နော်ပုံမှန်တိုင်းပဲတို့မှာပုံမှန်ဆေးတွေပြန်လဲပြသတာဖြစ်ရှိရပြီးလို့ရှင်ပြန်ပြီးတော့စစ်ဆေးရတာရှိရသွေးပေါင်တွေစီးချိုတွေပြန်ဆေးရတာရှိရဆိုတော့ဒီတော့တွေမှာကျွန်မနာတာရှည်ယောဂတွေကုပေးနေရတယ်ပြီးလို့ရှင်သားဆက်ချတဲ့သားဆက်ချတဲ့နီလန်တွေလည်းကျွန်တော်ဆက်လုပ်ပေးနေရတယ်ဒါအပြင်ပေါ့နော်ဒီ protest ကောဒီ covid ကောကာလတော်တွေမှာလူတွေကစိတ်ဖိစီးမှုအများများတဲ့အတွက်ကြောင့်မလို့စိတ်ဖိစီးမှုကြောင့်ရရှိလာတဲ့ခန္ဓာကိုယ်ပြဿနာတွေကြိုက်ခဲတာနာကျင်တာတွေအိတ်မပျော်တာတွေပြီးလို့ရှင်အစာရင်နဲ့ဖြစ်တဲ့ပြဿနာတွေပြီးတော့ရာရံမှုပြဿနာတွေမြောက်များစွာကျွန်မတွေ့ရတာပဲဖြစ်ပါတယ်လို့ဆိုတော့ဒီပြဿနာတွေကျွန်မအခုကိုတက်နိုင်တဲ့လောက်လေးလုပ်ပေးနေတာဖြစ်ပါတယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့
အခုတည်းမြန်မာနိုင်ငံဒါကမြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်ပို့ပြီးရည်ရွယ်တာဖြစ်တယ်ပေါ့နော်ဒီ interview section လေးဆိုလို့ရှိရင်ဆိုတော့အဲ့လိုမျိုးမှာအခုဆိုလို့ရှိရင်ဒီ covid ကတည်းကနေစပြီးတော့နှာစီးချောင်းဆိုးတာလေးတောင်မှကိုပူတာလေးတောင်မှဆေးခန်းပြလို့အဆင်မပြေဘူးအခုဆိုလို့ရှိရင်နိုင်ငံကြီးကပို့ပြီးတော့မတည်မငြိမ်ဖြစ်လာတယ်အခက်မသိတော့မှအပြစ်တက်ခံရတဲ့အခြေအနေမျိုးဖြစ်လာတဲ့အခါကျတော့အဲ့လိုမျိုးကို့မှာဒီပြောပြလို့မရတဲ့နာကျင်မှုမခံမရနိုင်အောင်နာကျင်မှုတွေခံစားမှုတွေနေမကောင်းတာပိုင်းများဖြစ်တယ်ဆိုလို့ရှိရင်ကောနီးစက်ရကျမတို့အနေနဲ့ဆေးမီတူလေးနဲ့ဘယ်လိုမျိုးအသက်နိုင်ဆုံးဆေးရုံကြီးထိရောက်သွားစရာမလိုပဲပေါ့နော်ဆေးရုံတော်တော်များများကလည်း CDM လုပ်ထားကြတယ်ဆိုတော့လေအဲ့လိုမျိုးကိုဘယ်လိုမျိုးကာကွယ်လို့ရလဲနီးလန်းလေးလည်းပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ဒီလိုချိန်မှာစေကန်းတော်တော်များလည်းပိတ်ထားရှိရပေါ့နော်ဒါပေမဲ့လည်းစေကန်းတွေပိတ်ထားပေမဲ့လည်းစေကန်းရှိမှာဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်လေးရှိရနောက်တစ်ခုကအပြင်အထူးကုဆေးရုံတွေမှာလည်းအဆင့်ပြေလောက်ဖွင့်ထားတယ်ဒါအပြင် teleconsultation လုပ်လို့ရတဲ့နေရာတွေလည်းရှိရပေါ့နော်အဲ့တော့ကြောင့်မလို့ခုနကပြောလို့တိတ်မတိမတာနှာစီးချောင်းဆိုးဖြားနာအဲ့လိုလေးဖြစ်လို့ရှိရင်တော့ over the counter မှာရတဲ့ဆေးလေးတွေကိုအဆင့်ပြေလို့ဝယ်တောက်လို့ရပါတယ်လို့ဒါလိုမဟုတ်ပဲနဲ့ဒီရိုးရိုးပြဿနာမဟုတ်ပဲနဲ့ဒီထက်ကြီးကြီးမားမားခံစားလာတဲ့အခါမှာဒါမှမဟုတ်အရေးပေါ်ဖြစ်လာတဲ့အခါမှာဆိုလို့ရှိရင်တော့အနည်းဆက်ဆုံးဆေးကန်းလေးတွေတော့ဖွင့်တဲ့ဆေးကန်းလေးရှိနိုင်ပါတယ်လို့ဒါကြောင့်မလို့အနည်းဆက်ဆုံးဆေးကန်းမှာရှိရဲ့ဆရာဝန်နဲ့တေချာမေးမြန်းပြီးတော့ဘယ်သွားရမယ်ဘယ်ဆေးရုံသွားရမယ်ဆိုတာအစဆရာဝန်နဲ့တိုင်ပင်ပြီးတော့တေချာလုပ်လို့ရပါတယ်လို့ဆေးကန်းမထိုင်ရအောင်မှအရှိမဆက်သွယ်လို့ရမယ်ဖုန်းနံပါတ်တွေရှိရဲ့အတွက်ကြောင့်မလို့ဒီဖုန်းနံပါတ်တွေနဲ့ဆရာဝန်တွေကိုဆက်သွယ်ပြီးတော့မှလုပ်တင်ပါတယ်လို့အဲ့လိုလည်းလုပ်လို့ရနေပါတယ်လို့ဟုတ်ဟုတ်ကဲ့ဒီ system တွေသူများအနေဖြင့်အကယ်၍မိမိမှာနေမကောင်းတာကိုလည်းကြိုက်ခဲမအီမတာဖြစ်နေရဆိုလို့ရှိရင်ကြိတ်မခံဘဲနဲ့ပေါ့နော်မိမိနဲ့နီးစပ်ရမိမိသွားဖို့တဲ့ဆေးခန်းဒီအသိဆရာဝန်မိတ်ဆွေတွေစီမှာဖုန်းဆက်ပြီးတော့အကူအညီတွေတောင်းဖို့ရန်အတွက်လည်းကျမအနေနဲ့ထပ်မံပြီးနှိုးဆော်တိုက်တွန်းခြင်းနဲ့အခုနောက်ဆုံးပိုင်းအနေနဲ့ပေါ့နော်ဆရာမအနေနဲ့ဒီရင်ထဲကနေပြီးတော့ပြည်သူလူထုတွေကိုသိစေခြင်းတဲ့အရာပေါ့နော်ဆေးပညာရှုထောင့်ကနေတော့၎င်းပြည်သူပြည်သားအကြီးဆုံးမှဒီကလေးမဆိုင်လူကြီးထိတိုက်အောင်ရင်ထဲကနေပြီးတော့ပေးချင်တဲ့ message နဲ့ဆေးပညာရှုထောင့်ကနေပြီးတော့ရှုမြင်ချက်ကိုလည်းနောက်ဆုံးအနေနဲ့ပြောကြားပေးပါဦးရှင်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ပြောရလဲစုံပြီဆိုတော့လေနော်ဆိုတော့ကျွန်တော်တို့အခုချိန်မှာအားလုံးကစိတ်ဖိစီးမှုများနေတာဖြစ်တယ်ခန္ဓာမကျန်းမာဘူးစိတ်မကျန်းမာဘူးမျိုးဖြစ်နေကြတာဖြစ်တယ်ပေါ့နော်ဒီຢာရဲ့တက်တောင်အရှိရပြောတဲ့နီလန်းလေးတွေကမပြောက်ကင်းသွားနိုင်ရင်တော့မှအတိုင်းအတာပမာဏတစ်ခုထိတက်တာစေမယ်လို့မျှော်လင့်ပါတယ်လို့ဒါကြောင့်မလို့အခုနားထောင်နေကြတဲ့မိဘညီကိုမောင်မများအတိုင်းအတာပမာဏတစ်ခုထိတက်တာစေမယ်နီလန်းလေးတွေနဲ့အဆင်ပြေပါစေလို့မျှော်လင့်ပါတယ်လို့ဒါပြင်ကျမတို့ကတာမန်လူတွေမဟုတ်ဘူးကျမတို့ကအသက်ရှင်တဲ့ဖခင်ကိုကိုးကွယ်တဲ့တာမီဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ခန္ဓာစိတ်ဝိညာဉ်ကျန်းမာဖို့ဆိုတာဖခင်လက်ထဲမှာပဲရှိပါတယ်လို့ပြီးတော့ကျမတို့အခုဖြစ်ပေါ်နေတဲ့အခြေအနေပြဿနာမျိုးကဘယ်လိုပဲဖြစ်နေပါစေဘယ်လောက်ဝမ်းနဲ့ကြေကွဲစရာကောင်းတဲ့အရာတွေဘယ်လိုပဲဖြစ်နေပါစေကျမတို့အမြန်ဆုံးအောင်မြင်မယ်ဆိုတာလည်းယုံကြည်ပါတယ်လို့ဒါကြောင့်မလို့ကျမတို့နေ့တိုင်းမှာကျမတို့ယုံကြည်ခြင်းနဲ့ကြွေးကြော်ကြမယ်လက်ရှိအခြေအနေကဘယ်လိုပင်ဖြစ်နေပါစေကျမတို့ရဲ့ယုံကြည်ခြင်းကို100%အပြည့်ထည့်ပြီးတော့ကျမတို့ဆက်လက်ကြွေးကြော်ကြမယ်ဆက်လက်ဝန်ခံကြမယ်ဒီလိုဆိုရင်တော့ကျမတို့အမြန်ဆုံးအောင်မြင်မယ်ဆိုတာယုံကြည်ပါတယ်လို့ဒါကြောင့်မလို့အရှိရပြောသွားတဲ့နီလန်းလေးအားဖြင့်စိတ်သက်သာရစေအောင်ဒါမှကကျမကျမ်းပိုက်လေးတစ်ခုနဲ့အခုနားထောင်နေကြတဲ့တယောက်ချင်းစီတိုင်းကိုစိတ်သက်သာရအောင်လက်ဆောင်လေးပေးချင်ပါတယ်လို့သက်သာလုံးတဲ့ ORS စာဒုတိယဆောင်အခန်းကြီး2အခန်းငယ်16မှ19ငါတို့ကိုချစ်တော်မူ၍ထာဝရသက်သာခြင်းအကြောင်းကို၎င်းယေရှုတော်အဖြစ်ကောင်းသောမျှော်လင့်ခြင်းအကြောင်းကို၎င်းပေးတော်မူသောငါတို့၏အဘတည်ဟူသောဘုရားသခင်နှင့်ငါတို့သခင်ယေရှုခရစ်သည်ကိုတော်အတိုင်းသင်တို့စိတ်နှလုံးကိုသက်သာစေ၍ကောင်းသောစကားကောင်းသောအမှုမျိုးမျိုး၌သင်တို့ကိုမြဲမြံစေတော်မူပါစေသောအာမင်ဒီကျမ်းပိုက်လေးအဖြစ်ကြားနာသူရောက်စီတိုင်းခန္ဓာစိတ်ကျမ်းပါပါစေလို့အထူးပဲဆုတောင်းပေးပါတယ်ဟုတ်ကဲ့ဆရာမနေနော်အခုရှိနေတဲ့မြန်မာပြည်အရရမှာရှိတဲ့သူတို့ကောင်ပြည်ပမှာရှိတဲ့မြန်မာနိုင်ငံသူနိုင်ငံသားများအတွက်ကျေးဇူးပြုပြီးတော့ဆုတောင်းပေးပါအောင်နော်အားလုံးကအများဆုံးကျမ်းမာပြီးတော့လွတ်မြောက်ပေးအတွက်ဆုတောင်းမိတာပို့ပေးပါအောင်ရှင်ဟုတ်ကဲ့အဲဆိုအားလုံးတူကဆုတောင်းကြရအောင်တရှင်မြတ်ဆုံးတော်မူသောဖဖျားယနေ့မှာကိုရပို့ဆောင်ပြင်ဆင်ပေးတဲ့အချိန်တိုင်းအတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့မှာတမျိုးကြုံတွေ့နေရတဲ့ပြဿနာအလုံးစုံဒီကိုရောသိနှစ်နေပြီဖြစ်သောကြောင့်လည်းကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီပြဿနာအလုံးစုံကိုကြော်ဖြတ်နိုင်ဖို့ရန်အတွက်ခွန်အားဟာလည်းကိုရောထံမှလာမယ်ဆိုတာတမျိုးယုံကြည်ပါတယ်ဖဖျားအခုချိန်မှာကိုရောဖဖျားတမျိုးနိုင်ငံရေး
တော်၎င်းသမတို့ရဲ့ခန္ဓာတော်၎င်းသမတို့ရဲ့စိတ်တော်၎င်းသမတို့ဝိညာဉ်တော်၎င်းအိုးကဏ္ဍအတိတိမာနမချမ်းဖြစ်နေတာဖြစ်ပါတယ်အိုးဝင်းတော်ဖဖရာသည်အိုးအရာခက်သိမ်းကိုတက်ဆွမ်းနိုင်တော်မူသောဖဖရာသည်အိုးသမတို့ဖက်မှာရှိရတဲ့အတွက်ကြောင့်မလို့သမတို့ဒီအမြန်ဆုံးအောင်မြင်ခြင်းရမယ်ဆိုတာယုံကြည်ကြပါတယ်အိုးဒါကြောင့်မလို့ကိုရောဖဖရာသမတို့ရဲ့ခန္ဓာစိတ်ဝိညာဉ်ကိုကျမ်းမာစေကိုမြတ်မကအိုးသမတို့မြန်မာနိုင်ငံကြီးကိုလည်းအမြန်ဆုံးကျမ်းမာပြီးကောင်းစားပြီးလွတ်မြောက်ခြင်းကိုပေးမယ်ဆိုတာယုံကြည်ခြင်းနဲ့ဝန်ခံတဲ့ကျေးဇူးတော်ပေါင်းချီးမွမ်းတဲ့ဆုတောင်းကြပါ၏ဖဖရာရှင်အာမင် Okay ဇက်တန် TV ကိုအားပေးကြည့်ရှုနေတဲ့ပရိသတ်များအားလုံးစိတ်ဓာတ်မကြပါနဲ့အားမလျှော့ပါနဲ့ CDM မလုပ်ရသေးတဲ့လူလည်းဆက်လက်ပြီးလှုပ်ဆောင်ပါကျမတို့မီဒီယာအနေနဲ့လည်းအလူငွေတွေကောက်ခံပေးပြီးတော့တကယ် CDM လုပ်တဲ့သူကိုလုံလုံလောက်လောက်ထောက်ပံ့ပေးနိုင်ဖို့ရတဲ့ဒီပရောက်နေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားများလည်းအထူးပဲဟိုအကျိုးမှန်တဲ့ပေါ့နော်လူဒန်းပေးလျက်ရှိတယ်လုံလုံလောက်လောက်လည်းငွေကြီးရှိပါတယ်လို့အားကြောင့်မလို့ဟိုတနိုင်ငံလုံးနဲ့အတူ CDM မှာရပ်တည်ပေးပါပြီးတော့နောက်တစ်ခုအနေနဲ့ကျမတို့ဒီအစီအစဉ်မှာပေါ့နော်ဟိုနောက်ပတ်စင်တိုင်းမှာမတူညီတဲ့ဟိုရတမျိုးစုံအပြင်ပြည်သူပြည်သားများအတွက်အကျိုးရှိစေတဲ့ကဏ္ဍစိတ်ဝင်စားဖွယ်ကဏ္ဍများအပြင်တင်ဆက်အောင်မှာဖြစ်လို့အစင်မပြတ်အပီတီရှုနဲ့သူများတော့၎င်းဟိုဆက်လက်ပြီးအပီမဲ့သူများတော့၎င်းဒီနေ့အထူး special guest ဖြစ်လာပေးတဲ့ဒေါက်တာမန်ဇလျန်ကိုလည်းအထူးပဲကျေးဇူးတင်ကြောင်းပေါ်ပြချင်ပါတယ်မြန်မာနိုင်ငံမှာလည်းအမြန်ဆုံးတရားတော်မူတွေထွန်းလင်းပါစေကြောင်းဆန္ဒပြုပါတယ်ရှင်